အတွက်အမတ်တရားနေပေါ်ကွယ်နည်းနည်းလေးမှငါမေးလို့မရခဲ့နှလုံးသားနဲ့ဆွေမြင်မိတယောက်တည်းအပြောဆုံးနေအဖြစ်မင်းကတမတ်တော်မယ်ဒီညလုံးအိမ်မရဖုန်းပြောခဲ့တာလည်းရောက်တယ်စိတ်ကူးထားတဲ့တိုင်းငါတို့